တကြံအချားနေလေးမှာတော့ဆေးဘက်ဝင်တဲ့မက်ဂျလီငင်းချိုလေးကိုဒီနေ့တော့ချက်ပြပေးသွားမှာပဲဖြစ်ပါတယ်။အားလုံးပဲဆက်ပြီးတော့ကြည့်ကြည့်ပေးကြပါအောင်နော်။ဒါကတော့ခြံထဲခိုးထားတဲ့မက်ဂျလီရွက်လေးပဲဖြစ်ပါတယ်။ပထမဦးဆုံးရင်သွေးဆူဆူတွေကိုမက်ဂျလီရွက်လေးတွေထည့်ပြီးတော့ပြုတ်ပါမယ်။အခါမကြောက်တဲ့သူဆိုလို့ရှိရင်တော့တရေနဲ့ရပါမယ်။အခါကြောက်တဲ့သူတွေဆိုကြတော့3ရေလောက်ထပ်ပြီးတော့ပြုတ်ပါမယ်နော်။အခါကြောက်လို့ရှိရင်ပေါ့နော်ပထမရေကို3နောက်ထပ်ရေနဲ့ထပ်ပြီးတော့ထပ်ပြုတ်ပေါ့နော်ဒီမှာတော့အခါကြောက်တဲ့အတွက်နောက်ထပ်3ရေထပ်ပြီးတော့ပြုတ်ပါပေါ့နော်သူ့ရဲ့ရတာလေးခါစိတ်လေးပေါ့နော်အဲဒါကြောင့်မို့ဆေးဘက်လေးဝင်နေကျမကြီးအတွက်လည်းအထူးလေးကောင်းပါပါတယ်အခုဆိုလို့ရှိရင်ပထမတရေကိုပေါ့နော်သွန်ပါမယ်မက်ဂျလီဖက်လေးပေါ့နော်စကားလေးထည့်ပြီးတော့ဒီပထမတရေကိုသုံးလိုက်မယ်ပေါ့နော်ဒီကကြတော့အရင်ခါတဲ့အရေတွေထွက်လာတာပေါ့နော်အဝါရောင်အရေတွေပေါ့အခုကြတော့နောက်ထပ်ရင်သွေးအိုးတိုးထပ်တည်ပြီးတော့မက်ဂျလီရွက်တွေထပ်ပြီးတော့ပြုတ်ပါမယ်ရှင်အခုအခါတွေထွက်သွားအောင်ပေါ့နော်အခါတွေလေးအကုန်လုံးထွက်သွားအောင်လို့ပါရွက်လေးတွေကနူးပြီဆိုလို့ရှိရင်ရပါပြီအိုးတွေကိုစီလေးထည့်ပြီးတော့ကြက်သွန်ဖြူထောင်းထားတာလေးတွေကိုထည့်ပြီးတော့စီတက်ပါမယ်နည်းနည်းမှုတ်လေးအနည်းငယ်ထည့်လိုက်ပါမယ်ပြုတ်ထားတဲ့ငါးလေးတွေပေါ်တော့မမြင်ပြီးတော့ထပ်ပြီးတော့စီတက်ပါမယ်ဒါကတော့ငချင်းပြုတ်ထားတာလေးပါအဲ့နေရာမှာငခုနဲ့ထည့်ပြီးတော့လည်းစားသုံးလို့ရပါတယ်ထပ်ပြီးတော့ခရမ်းချင်သီးထည့်ပါမယ်ခရမ်းသီးထည့်မှာပေါ့နော်ပါရလေးပဲပို့လိုက်ပါမယ်အခုလိုမျိုးအနေထားမျိုးရပြီဆိုလို့ရှိရင်တော့ခရမ်းသီးနဲ့ခရမ်းချင်သီးလေးတွေကိုခြေပေးလိုက်ပါမယ်စားတဲ့အခါမှာအနှစ်တည်းအများကြီးပါအောင်လုပ်ပါရှင်ပြီးလို့ရှိရင်တော့ခုနကပြုတ်ထားတဲ့မက်ဂျလီရွက်လေးတွေကိုထည့်ပြီးတော့ထပ်ချေပေးလိုက်ပါမယ်စားအချိုမုတ်ထည့်ပါမယ်ပြီးတော့ထပ်မှွေလိုက်ပါမယ်ရေနည်းငယ်ထည့်လိုက်ပါမယ်အဖုံးလေးကိုပြီးတော့စူအောင်ခဏလောက်တည်ထားလိုက်ပါမယ်ရှင်အခုလိုမျိုးပွက်ဆူလာပြီဆိုလို့ရှိရင်တော့ငံပြရေနည်းငယ်ထည့်ပါမယ်ပေးကြဆန်းထည့်ပါမယ်ပြီးတော့မှွေပေးမယ်ပေါ့နော်အခုလိုပွက်ဆူလိုက်ရင်တော့ရပါပြီ